မင်္ဂလာပါကျွန်တော်ဗီဒီယိုကနေညီကိုတွေအားလုံးကိုပြန်ပြီးတော့ကြိုဆိုပါရစေဒီနေ့ကတနင်္လာနေ့ဖြစ်တဲ့အတွက်ပွဲစဉ်တွေအများကြီးမရှိဘူးကျွန်တော်ညီကိုတွေကိုဒါကြောင့်၃ပွဲပဲရွေးချယ်ပေးမယ်ဒီ၃ပွဲကဒါအင်္ဂလန်ပရီးမီးယားလိဂ်ထဲကတစ်ပွဲပါမယ်ပြီးတော့ဒါစပိန်အီတလီစီးရီးကတစ်ပွဲပါမယ်ပေါ့နော်ပြီးတော့စပိန်လာလီဂါကတစ်ပွဲပါမယ်စုစုပေါင်း၃ပွဲပါပထမဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကတော့ညီကိုတွေနဲ့ကျွန်တော် channel ကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်ထားပေးကြပါခင်ဗျပထမဆုံးအနေနဲ့ဒီနေ့ဒါကံမဲ့ပေါ့နော်ဝက်စ်ဟမ်နဲ့နယူကာဆယ်ပွဲကနေကျွန်တော်အရင်ဆုံးစပြောပါမယ်ဝက်စ်ဟမ်နဲ့နယူကာဆယ်ပွဲမှာဒါအဝေးကွင်းနယူကာဆယ်ကဝက်စ်ဟမ်ကို level 50ရှုံးပေးတယ်ကိုပုံကြီးမှာနှလုံးကိုဒါအပြည့်ရှုံးဆိုပြီးတော့ပေးထားတယ်ဒီပုံစံရကြည့်ရမယ်ဆို level 50ရှုံးနဲ့ဒါနှလုံးအပြည့်ရှုံးကြီးတယ်ဆိုတာပုံမှန်အဖြစ်ဆိုရင်ဒါဂူအောင်မဲ့ကြီးပုံစံမျိုးဖြစ်ပါတယ်တစ်ဖက်ဒီဝက်စ်ဟမ်ကိုဒီ level 50ရှုံးပေးထားပေမဲ့ဝက်စ်ဟမ်ဆိုတာလည်းအိမ်ကွင်းတော်တော်ကောင်းတဲ့အတင်းတင်းဖြစ်ပါတယ်ဒါပေမဲ့လို့အခုချိန်မှာသူ့အနေနဲ့ဒါတန်းစစ်ဆုံးနားမှာပေါ့နော်ဒါအဆင့်16ဆိုတဲ့နေရာမှာသူ့အနေနဲ့အခြေအနေဆိုးတွေနဲ့ရင်ဆိုင်နေရတယ်နောက်ဆုံးကိုဆိုင်းကစားထားတဲ့ပွဲစဉ်ကိုကြည့်မယ်ဆိုရင်သူ့အနေနဲ့ဒါလက်စတာကို2-0နိုင်တယ်အာဆင်နယ်ကို0-1နိုင်တယ်ဘရင်ဖို့ကို0-1နိုင်တယ်ချက်စီကို2-1ရှုံးတယ်ပြီးတော့ဒါခရစ္စတယ်ပဲလေးကို0-2ရှုံးတယ်ဒီပုံစံရကြည့်ရမယ်ဆိုနောက်ဆုံးကစားထားတဲ့5ပွဲမှာသူ့အနေနဲ့ဒါနိုင်ပွဲ2ပွဲပဲရရှိပြီးတော့3ပွဲရှုံးနေထားတာပေါ့နော်တစ်ဖက်ဒါနယူကာဆယ်ဘက်ကကြည့်ရမယ်ဆိုရင်တော့နယူကာဆယ်အနေနဲ့နောက်ဆုံးကစားထားတဲ့ဒါပရီးမီးယားလိဂ်မှာလီဗာပူးကို2-0ရှုံးတယ်နော်တင်ဟမ်ကို4-3နိုင်တယ်ပြီးတော့မန်စီးတီးကို4-0ရှုံးတယ်ပြီးတော့ဒါဖူဟန်ကို1-2ရှုံးတယ်ဆောက်တတန်ကို1-3နိုင်တယ်ဒီပုံစံရကြည့်ရမယ်ဆိုရင်ဒါနယူကာဆယ်လည်းပဲနောက်ဆုံးကစားထားတဲ့ပွဲစဉ်မှာသူ့အနေနဲ့2ပွဲပဲနိုင်ပြီးတော့3ပွဲရှုံးနေထားတာကိုကျွန်တော်အနေနဲ့တွေ့ရတယ်ဝက်စ်ဟမ်ဘက်ကကြည့်မယ်ဆိုတော့ဝက်စ်ဟမ်အနေနဲ့အိမ်ကွင်းအားသာရှိတစ်တော့ရှိတယ်ဒါပေမဲ့ကြီးက level 50ရှုံးလောက်ပဲပေးလာတာဖြစ်တဲ့အတွက်ဒီပွဲကဂိုးအောက်ဘက်ကိုတွားမယ်လို့ကျွန်တော်အနေနဲ့ထင်တယ်Z1 ဒါမှမဟုတ် Z2 လောက်ထိတော့ကျွန်တော်အနေနဲ့တွားလိမ့်မယ်လို့ခံမှန်းမိတယ်ဒါကြောင့်ဒါနယူကာဆယ်နဲ့ဝက်စ်ဟမ်ပွဲစီမယ်ဆိုရင်ကျွန်တော်အနေနဲ့အဝေးကွင်းကလာကန်တဲ့ဝက်စ်ဟမ် body ကိုကြိုက်ပါတယ်sorry ပါနယူကာဆယ် body ကိုကြိုက်ပါတယ်အကြိတ်တွေညီကိုကျွန်တော်နယူကာဆယ် body လေးလဲဆိုပါအကြိတ်မတူရင်ပကန်းဆိုပါဒါဆိုကျွန်တော်နောက်ထပ်တစ်ပွဲတော့ပါမယ်ဒီနေ့ကကျွန်တော်ပွဲစဉ်လေးတွေကိုမြန်မြန်လေးပဲပြောသွားမှာပေါ့နော်နောက်ထပ်တစ်ပွဲကတော့ဒါအီတလီ CAA ကဒါလာဇီယိုနဲ့ဦးဒီနီပွဲဖြစ်ပါတယ်လာဇီယိုနဲ့ဦးဒီနီကတော့ဒါ2:15မှာကံမဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ပေးထားတဲ့ကြေးရတာတစ်လုံးကို50စားဆိုပြီးတော့ကြေးပေးထားတယ်ဂိုးပုံးကြီးမှာနှလုံးကိုအပြည့်ရှုံးဆိုပြီးပေးထားတယ်တစ်လုံး50စားနှလုံးအပြည့်ရှုံးမနေ့ကဒါအာဆင်နယ်ကနေပေးတဲ့ကြေးပုံစံမျိုးပေါ့နော်ဒါတစ်လုံး50စားနှလုံးအပြည့်ရှုံးအာဆင်နယ်ကနေပေးတဲ့ပုံစံမျိုး Z1 sorry မနေ့က1-1ဒီပုံစံမျိုးလုပ်သွားတယ်ပေါ့နော်ဒါဒီပုံစံကြည့်တဲ့ level ဒါတစ်လုံး50စားနဲ့နှလုံးအပြည့်ရှုံဒီပုံစံမျိုးကြီးတွေကပြောရမှာဆိုဘိုးအောက်တာများတယ်လို့ကျွန်တော်အနေနဲ့မြင်နေဗျဒါကြောင့်ဒီနေ့ပွဲမှာဆိုရင်လည်းကျွန်တော်အနေနဲ့ရွေးချယ်ရမယ်ဆိုတော့ဂိုးပေါင်းကိုပဲရွေးချယ်ခြင်းပေါ့နော်ဒီနှစ်ပွဲနောက်ဆုံးတွေ့ဆုံခဲ့တာတွေတော်တော်များများကဂိုးပေါ်ထားတယ်ဗျဒါ2-1နဲ့ပေါ်တယ်1-2နဲ့ပေါ်တယ်1-2နဲ့ပေါ်တယ်နောက်ဆုံးကစားထားတဲ့5ပွဲမှာ3ပွဲကပေါ်ထားပြီးတော့ဒါပြောမှဆိုရင်3ပွဲကပေါ်ထားပြီးတော့2ပွဲကအောက်ထားရပေါ့နော်ဦးဒီနီဘက်ကကြည့်မယ်ဆိုလဲဦးဒီနီနဲ့နောက်ဆုံးကစားထားတဲ့ပွဲစဉ်တွေမှာဒါသူ့အနေနဲ့ပါမာကို1စီနိုင်တယ်ပြီးတော့ဒါလက်ရှိကို0နိုင်တယ်အမ်ပိုလီကို3စီနိုင်တယ်နာပိုလီကို1-1ပြီးတော့ဗနဇီးယားကို3-2ကြည့်ရမယ်ဆိုရင်ဒါဦးဒီနီအနေနဲ့လက်ရှိမှာ5ပွဲကစားထားမှာ4ပွဲနိုင်ထားတယ်ဒါတပွဲပဲတည်ကြထားတယ်ရှုံးပွဲမရှိသေးဘူးဒါလက်ရှိဖလားမှာဆိုရင်လည်းဒါအဆင့်စရာမှာဆိုရင်အဆင့်10ဆိုတဲ့နေရာမှာရှိတယ်ဦးဒီနီအနေနဲ့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုတော့ဆိုတော်တင်ပြီပေါ့ဗျာ5ဘွဲ့စတိုက်အချုံမရှိဆိုရင်တော့လာဇီယိုနဲ့ဆိုရင်တော့လာဇီယိုအင်ကွန်းမှာတော့ဘလူးမဦးဒီနီနဲ့ပြန်လို့ခံဆော့နိုင်မှာမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်ဒါကြောင့်မို့လို့ဒီနေ့ပွဲမှာဒါကြည့်ရမယ်ဆိုရင်လာဇီယိုဘက်ကလည်းဒါအေစီမီလန်1-2နဲ့အဝေးကွင်းနိုင်ထားတယ်ဗနဇီးယားကိုစီနာပိုလီကို2-2ဒါကာဂလီယာကို1-2မွန်ဇာကို5-1ဆိုတဲ့အနေထားနဲ့သူ့အနေနဲ့နောက်ဆုံးကစားထားတဲ့5ပွဲမှာလာဇီယိုဘက်ကလည်းသူ့အနေနဲ့ချုံးပွဲမရှိသေးဘူးပြီးတော့ဒါလာဇီယိုအနေနဲ့ဒီပွဲကနိုင်ခဲ့မယ်ဆိုရင်ဒါအဆင့်4နေရာရောက်သွားပြီးတော့ဂျူဗီတက်ကိုသူ့အနေနဲ့အောက်မှာရှန်ထားနိုင်ခဲ့မယ်53မှတ်နဲ့ပေါ့နော်ပြီးတော့ဒါသူ့အနေနဲ့ချန်ပီယံလိဂ်ကိုခွင့်ရကိုလည်းစူးစမ်းနိုင်တဲ့အနေအထားမှာရှိတယ်ဒါကြောင့်ဒီနေ့ပွဲမှာရွေးချယ်ရမယ်ဆိုရင်ကျွန်တော်အနေနဲ့ဂျူဗင်တက်
လာဇီယိုနဲ့ဒါဦးစီးပွဲမှာဆိုရင်ကျွန်တော်တို့အနေနဲ့ဒါလာဇီယိုဘော်ဒီကိုကြိုက်ပါတယ်အကြိုက်တွေ့ညီကိုတွေကျွန်တော်တို့လာဇီယိုဘော်ဒီလိုက်ဆော့ပါအကြိုက်မတွေ့တော့ပကံဆော့ပါဒါဆိုကျွန်တော်နောက်ထပ်တစ်ပွဲကိုတောက်ပါမယ်နောက်ထပ်တစ်ပွဲကတော့စပိန်လာလီကာပွဲစဉ်ပါစပိန်လာလီကာကအစပန်ယူနဲ့ဂျီယိုနာပွဲစဉ်ဖြစ်ပါတယ်ဂျီယိုနာနဲ့အက်စပန်ညိုပွဲစဉ်မှာတစ်ဖက်ဒါအဝေးကွင်းလာကနေဂျီယိုနာကနေ level ကို50ရှုံးပေးတယ်ဂိုးပုံကြီးမှာတော့ဒါဂိုးပုံကြီးမှာနှလုံး50ရှုံးပေးတယ်ဒါမြန်မာကြည့်မှဆိုရင်တော့ level 25ပြားရှုံးမဲ့ပြီးတယ်ဆိုရင်ပြောရမှာဆိုရင်အဝေးကွင်းလာကနေဂျီယိုနာမကြိုက်ဘူးပြ level 25ရှုံးမကြိုက်ဘူးဘော်ဒီဂျီအနေနဲ့ကြည့်မှဆိုရင်မကြိုက်ဘူးပေါ့နော်ဒီနှစ်သင်းနောက်ဆုံးတွေ့ဆုံခဲ့တဲ့ကစားပွဲတွေတော်တော်များများမှာဂျီယိုနာပုံမှန်နိုင်တယ်စီစီနဲ့တည်ကြတယ်2-1နဲ့နိုင်တယ်2-2နဲ့တည်ကြတယ်1-0နဲ့နိုင်တယ်နောက်ဆုံးကစားထားတာ9ပွဲမှာဒါဘယ်လိုပြောမလဲ3ပွဲကဂျီယိုနာနိုင်ပြီးတော့2ပွဲတည်ကြထားတယ်တစ်ဖက်အက်စပန်ညိုက9ပွဲမရှိသေးဘူးကစားထားတာစူပေါင်း73ပွဲမှာ8ပွဲကဂျီယိုနာနဲ့2ပွဲကတည်ကြတယ်3ပွဲပဲအက်စပန်ညိုနဲ့နိုင်ထားတယ်အက်စပန်ညိုနဲ့ရှေ့သွင်းဒါလက်ရှိအချိန်မှာဆိုတော့စပိန်လာလီကာမှာသူ့အနေနဲ့အဆင့်15မှာရှိတယ်ဂျီယိုနာကအဆင့်14ဆိုရင်ဒါကွာတော့မကွာဘူးဒါအပေါ်အောက်ပဲဖြစ်တယ်ပြီးတော့ဒီနှစ်သင်းရဲ့ပေးထားတဲ့ပေါက်ကြီးအရာဆိုရင်ကျွန်တော်အနေနဲ့ဒီပွဲကဂျီယိုနာပေးလာတဲ့ကြီးကိုမကြိုက်ဘူးပြတာ level 25ပြားချုံကိုတကယ်မကြိုက်ပါဘူးကျွန်တော်အနေနဲ့ရွေးချယ်ရမယ်ဆိုတော့ဒီနေ့ပွဲမှာ9ပေါင်းကိုပဲရွေးချယ်ချင်ပါတယ်9ပေါင်းအနေနဲ့ရွေးချယ်ရမယ်ဆိုတော့ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့အက်စပန်ညိုနဲ့ဂျီယိုနာပွဲစဉ်မှာအိမ်ကွင်းရတယ်ပဲ1-0လောက်မှုနဲ့ပဲနိုင်သွားမယ်လို့ကျွန်တော်အနေနဲ့ခံမှန်းတာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲစဉ်မှာလည်းကျွန်တော်အနေနဲ့အက်စပန်ညိုနဲ့ဂျီယိုနာပွဲစဉ်မှာဆိုရင်ကျွန်တော်အနေနဲ့9ပေါင်းအောက်လေးကိုရွေးချယ်ပါတယ်အကြိုက်တွေ့ညီကိုတွေကျွန်တော်နဲ့အတူ9ပေါင်းအောက်ကိုလိုက်ဆော့ပါအကြိုက်မတွေ့ရင်တော့ဘက်ကန်ဆော့ပါဒါဆိုကျွန်တော်စုစုပေါင်း3ပွဲပြောပြီးသွားပါပြီဒီ3ပွဲကဘာကြီးလဲဆိုရင်တော့ဒါနယူကာဆယ်ဘော်ဒီဂျီယိုနာ9ပေါင်းအောက်လာဇီယိုဘော်ဒီစုစုပေါင်း3ပွဲပါအကြိုက်တွေ့ညီကိုတွေလိုက်ကစားပါမောင်းဆောင်ကျင်းညီကိုတွေလည်းမောင်းလိုက်ဆော့ပါပြန်ပြောပြပါမယ်နယူကာဆယ်ဘော်ဒီလာဇီယိုဘော်ဒီဂျီယိုနာ9အောက်ဒါကတော့ဒီနေ့ကျွန်တော်ရွေးချယ်ထားတဲ့3ပွဲပါဒီ3ပွဲထဲမှာအကြိုက်ဆုံးတစ်ပွဲကိုတော့ကျွန်တော် Telegram မှာတပွဲကောင်းအနေနဲ့ထုတ်ပေးပါမယ်Telegram မှာ join တဲ့ညီကိုတွေလည်း join ထားပါTelegram link ကိုတော့ကျွန်တော်ဒါ YouTube ဗီဒီယိုရဲ့ comment အောက်မှာရှာပေးထားပါမယ်ညီကိုတော့အားလုံးပဲအပေါင်းပြတင်ကြပါစေကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲပေါ့နော်